အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် MTS YouTube channel နဲ့ပြန်လည်ပြီးတော့ကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောရမှာနော်ကျွန်တော် Viber အကောင့်ဖွင့်လေးကိုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe နေထားပေးကိုတောင်းဆိုပါခင်ဗျာ subscribe နေပြီးတော့ဘေးနားခေါင်းလောင်းလေးကိုလည်း notification ခေါင်းလောင်းလေးလည်း all လေးနှိပ်ပေးလိုက်ပါအဲ့တော့ကျွန်တော် Let's go သွားလေပထမဆုံးပေါ့နော်ကျွန်တော် Viber software ဝင်မှာမယ်နော် Viber software ဝင်မှာဘာဆိုလဲကျွန်တော်လာရ Viber software ဝင်မှာသူပြတဲ့ star now ဆိုလေ ဒီလိုမှလည်းဘုံမချက်တရားပဲကျန်တော့ star now ဆိုပြီးတော့ဒီမှာနည်းနည်းကြောက်တော့မှဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုနှိပ်ပေးပါနော် Viber ဖုန်းနံပါတ်ဖွင့်မဲ့ကောက်ပေါ့နော်ကျွန်တော် Viber ဖုန်းနံပါတ် Viber ဖွင့်မဲ့ဖုန်းနံပါတ်ကိုနှိပ်ပေးပြီးတော့ continue ကိုနှိပ်လိုက်ပါ okay အစမှကကျွန်တော်ဖုန်းနံပါတ်ကိုပို့ပေါ့နော်အလောလေးနှိပ်ပေးလိုက်ပါခင်ဗျတောက်လျှောက် ဟာတော့တော့ဝိုင်းတန်းခေါ်လိုက်တာဝမ်း အဲ့လိုဒီကောင်းလုံးခိနေကွာအနမ ဟိုကကျွန်တော်တို့ဒီမှာ message ပုံကျွန်တော်တို့ message က နောက်ပြီးဆိုလုံးလုံးလေးညနေကောင်းတယ်အဲ့လိုပြရ ကျွန်တော်ရပါပြီကျွန်တော်နာမည်ရေးတယ်ဗောနော် MTS channel လက်တီကို လက်တင်ခုမိငါလည်းဘောလားအဲ့ကောင်မှာ ဟိုတဲ့နေမှာကြိုက်ပြီးလားကောဒီကလည်းဒီကတော့ရတယ်ဟောမောလာဘူးပါဖြစ်စီတယ်မှာ လက်တင်လမ်းတော့တယ်ဘာသာယူ အဲ့ဒါဆိုင်ပြီးလားကွာ ဒီမှာတော့ကျွန်တော်တို့ရဲ့မွေးနေ့လေးကိုထည့်ပြီးဗောနော်ကျွန်တော်2003မှာတော့ဘလို့စတဲ့ရပါတော့ကျွန်တော်ဒီမှာကြိုက်တဲ့အထက်အလောလေးနှိပ်ပြီးတော့ကျွန်တော်နောက်တစ်ဆင့်ကဒီမှာအမှန်တကယ်ဖြစ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့လေကူစားပိုင်ပါကောင်းရပါရင်ဒါမှတော့ကိုပုံထည့်ခြင်းနဲ့ကိုပုံထည့်လို့ရတာပေါ့အားလုံးပဲအဆင်ပြေကြပါစေ